ကျွန်တော်ချစ်စွာသောလက်စစ်မိတ်ဆွေများမင်္ဂလာပါခင်ဗျာဒီတစ်ခါကျွန်တော်ဆွေးနွေးမှာကတော့နိပညာအကြောင်းတစ်ခုပေါ့နော်ကျွန်တော်နိပညာစာအုပ်တွေငါ့ကိုထုတ်ရေးထားတယ်နိပညာနဲ့ပတ်သက်ပြီးသင်တန်းတွေလည်းဖွင့်ထားတယ်ပေါ့နော်ဒါကတော့ကျွန်တော်မသိသေးတယ်မိတ်ဆွေတွေကိုကျွန်တော်ရည်ညွှန်းပြီးဖြည့်ရှင်းပေးတာပါအဲ့တော့ချိုးမိတ်ဆွေတွေကျွန်တော်လာမေးတယ်ကျွန်တော်မှာ YouTube channel ရှိတယ် YouTube channel ကဝင်ငွေလည်းရှိတယ် Facebook page က follower 9သိန်းခွဲရှိတယ်အဲ့ရနေဝင်ငွေလည်းရှိတယ်လို့ကျွန်တော်လည်း TikTok account ကလည်းဝင်ငွေရှိပါတယ်အဲ့တော့ YouTube တော့မေးပေါ့ဗျာ YouTube ရဲ့ဝင်ငွေကတော့အများကြီးပေါ့အဲ့တော့ချိုးမိတ်ဆွေတွေကကျွန်တော်လာမေးတယ် YouTube ကခက်တယ်သူရဲ့ monetization ကလည်းငွေအများကြီးရတယ်လို့လောက်ရတာလည်းခက်တဲ့ခါကျတော့ချိုးမိတ်ဆွေတွေကျွန်တော် TikTok ကဘယ်လိုလုပ်ရလဲလာမေးတယ်အဲ့တော့ TikTok က Japan region ဆိုလို့ရှိရင်တော့ဝင်ငွေကောင်းတာပေါ့ကျွန်တော် TikTok အကောင့်ကို Japan region ကိုပြောင်းထားတာစဖွင့်တော့ကတော့မြန်မာ region နဲ့ပြောင်းရတဲ့ခါကျတော့သူကရက်60စောင့်အောင်မယ်လို့ပြောတယ်ဒါပေမဲ့အဲ့ဒီဥစ္စာကိုကျွန်တော်ကြော်သွားတဲ့နည်းကျွန်တော်သိတယ်ဒါပေမဲ့ကျွန်တော်ကTikTok တို့ဘာလို့ service ပေးရ line မဟုတ်တဲ့အတွက်ကျွန်တော်ကအဲ့အကြောင်းကို line ပေါ်မှာတင်ထားမရှိဘူးခဏကျွန်တော်မိတ်ဆွေရင်းနေမေးလာတဲ့ခါကျတော့ရှားကျွန်တော်မိတ်ဆွေလည်းသိအောင်ကျွန်တော်ဒါလေးကိုကျွန်တော်ရှင်းပြပေးလို့ပါသူ့မှာပြောင်းတဲ့နည်းကမြန်မာပြည်ကနေပြောင်းတဲ့နည်းကနှစ်နည်းရှိတယ်တနည်းကတော့နည်းခက်ခဲတယ်ဘယ်လိုခက်ခဲလဲဆိုရှင်ကျွန်တော်မိတ်ဆွေရဲ့နော် TikTok အကောင့်ကိုဂျပန်မှာရှိတဲ့မိတ်ဆွေကိုသူကပေးလိုက်ရတယ်ကျွန်တော် Gmail ပဲဖွင့်ထားတာပဲဖြစ်ဖြစ်ဖုန်းနဲ့ဖွင့်ထားတာဖြစ်ပေးလိုက်ရတယ်ပေးလိုက်ပြီးလို့ရှိရင်အဲ့ဒီအကောင့်ကိုဂျပန်မိတ်ဆွေကိုတုံးခိုင်းရတယ်အဲ့တော့ကျွန်တော်ရဲ့ပေးလိုက်တဲ့အကောင့်ကိုမြန်မာပြည်ကနေလုံးဝမတုံးအောင်ရက်60ပြည့်လို့ရှိရင်သူကပြောင်းဝင်ပေးသွားတယ်တကယ်လို့ဒါကျွန်တော်မိတ်ဆွေကြီးကအဲ့လိုမျိုးလုပ်ခဲ့မယ်ဆိုလို့ရှိရင်ရက်60ထက်မြန်သူကပြန်ပြီးတော့ရတယ် region ပြောင်းပေးတယ်ဒါမျိုးလေးကျွန်တော်ကြုံတွေ့ပြီကျွန်တော်အကောင့်ကိုကြာကျွန်တော်မှာအကောင့်နှစ်ခုရှိတယ်တစ်ကောင့်ကဘာလုပ်လဲလဲဆိုကျွန်တော်ဂျပန်မှာကျွန်တော်လွှတ်လိုက်တယ်ကျွန်တော်ရဲ့မိတ်ဆွေလည်းဖြစ်တယ်တပည့်လည်းဖြစ်တယ်ကျောင်းသားလေးရှိတယ်သူကအိုဆာကာမှာအလုပ်လုပ်တယ်အဲအိုဆာကာကိုကျွန်တော်ရဲ့ TikTok အကောင့်မနှစ်ခရဲကကျွန်တော်ပေးလိုက်တယ်ပေးလိုက်ပြီးတော့သူက60ရက်60သူကနေဝင်ပြီးတော့ဘာလုပ်နေလဲဆိုဝင်ပြီးတော့သူကrun ပေးနေတာပေါ့နော်ကျွန်တော်ဒီကနေမဝင်ဘူးပေါ့အဲ့တော့သူကဘာဖြစ်လာလဲဆိုလို့ရှိရင်သူဗီဒီယိုလေးပဲရိုက်ပြီးတော့တင်တယ်ပေါ့နော်ဂျပန်မှာရှိတဲ့ချို page တွေကိုလိုက်ပြီးတော့သူက comment တွေပေးတယ် TikTok page TikTok တွေကိုလိုက်ပြီး comment တွေပေးတယ်စကားတွေပြောပြီးတယ်ဆယ်တွေလိုက်ကြည့်ပြီးတော့သူကတပတ်ကို3ခါလောက်ကျွန်တော်အကောင့်နဲ့ဝင်ပြီးလုပ်ပေးတယ်အဲ့တော့ဘာဖြစ်သွားလဲဆိုတော့မြန်တယ်9ရက်ထဲနဲ့ကျွန်တော်အကောင့်ကမြန်မာ region ကနေဂျပန်ကိုပြောင်းသွားအခုကျွန်တော်မိတ်ဆွေတွေကြည့်နေတယ်ကျွန်တော် TikTok အကောင့်ကဂျပန် region နဲ့ဒါပေမဲ့ကျွန်တော်မြန်မာပြည်ကနေတုံးနေတာအဲ့ဒီမပြောင်းချင်းကိုကျွန်တော်ကမြန်မာပြည်ကနေလုံးဝမဝင်ရအောင်ဒါကပထမတစ်ချက်ဒါကတော့ကျွန်တော်ဂျပန်မှာမိတ်ဆွေရှိမှအဆင်ပြေလိမ့်မယ်တစ်ချက်ပေါ့နော်နောက်တစ်ချက်ကကျတော့မြန်မာပြည်ကနေပဲပြောင်းတာမြန်မာပြည်ကနေဘယ်လိုပြောင်းလဲဆိုလို့ရှိရင်မြန်မာပြည်မှာကျွန်တော်တို့ဖုန်းတစ်လုံးရှိမှရမယ်မြန်မာစင်ကလုံးဝထည့်ထားလို့မရဘူးပြီးလို့ရှိရင် pet VPN သုံးရမယ် pet VPN သုံးပြီးတော့ Japan region ကိုထောက်ထားမယ် Japan region ထောက်ထားပြီးတော့ရက်60ပြည့်လို့ရှိရင်ရမယ်တခုမှားတာဒီမှာဘာပြဿနာတက်တယ်လဲဆိုတော့ internet line ကျတဲ့အချိန်မှာမြန်မာ region ပြန်မဖြစ်ဖို့ပဲမြန်မာ region ရုတ်တရက်ပြန်ပြောင်းသွားရင်အဲ့မှာပြဿနာတက်ကုန်ရက်60ကိုစနေပြန်တွက်တယ်ဒါမျိုးပေါ့နော်တချို့တွေပြောတယ်15မိနစ်နဲ့ရတယ်ဘာညာဆိုအဲ့ဒါတွေကview ရအောင် popular လောက်တာတွေပဲလုံးဝမရအောင်ကျွန်တော်ကကိုယ်တိုင်စမ်းသပ်ထားတာတစ်နှစ်လောက်ရှိမှကျွန်တော်ရတယ်ကျွန်တော်မိတ်ဆွေတွေလုပ်ပြီးလိုက်တဲ့အကောင့်တွေအများကြီးပဲဒါပေမဲ့တချို့က4-5နှစ်လောက်ကြာနေပြီးသား TikTok အကောင့်တွေဆိုလို့ရှိရင်တော့လုံးဝပြောင်းလို့မရအောင်အဲ့တော့ကျွန်တော်တို့လွယ်ပြောမှာတော့အကောင့်လေးကိုဝင်ကြည့်လိုက်လို့ရှိရင်စာတန်းလေးတစ်တန်းရက်60အတွင်းပြောင်းလို့ရတယ်ဆိုတော့စာတန်းပုံနေအဲ့ဒီအကောင့်ပြောင်းလို့ရတယ်အဲ့တော့ကျွန်တော်တို့ဘယ်လိုလုပ်ရမလဲဆိုလို့ရှိရင်ဒီတိုင်းလွယ်လေးတော့မရအောင်အဲ့လိုမျိုးမှားသွားမှဆိုလို့ရှိရင်ကျွန်တော်တို့အကောင့်ကိုလုံးဝတုံးလို့မရအောင်ဖုန်းတစ်လုံးဝယ်ရမယ်ဖုန်းတစ်လုံးဝယ်လို့ရှိရင်အဲ့မှာ Wi-Fi နဲ့ပဲတုံးရမယ် VPN ကို pet VPN ဖြစ်ပြီးတော့ဂျပန်ကိုအမြဲထောက်ထားရမယ်ဂျပန် region ကိုမခိုင်မာမချင်းလုံးဝ TikTok မဝင်ရအောင် TikTok ဝင်လို့ TikTok ရဲ့ algorithm ကဒီလူက VPN သုံးပြီးဂျပန်ကိုဝင်နေလို့သူကတန်ရရှိတာနဲ့ရက်60ပြန်ပြီးတော့အစနေပြန်ရေးတွက်လိမ့်မယ်အဲ့တော့ကျွန်တော်မိတ်ဆွေသုံးသင့်တာကကွန်ပျူတာကနေသုံးသင့်တာပိုကောင်းတယ်ကွန်ပျူတာနဲ့သုံးလို့ရှိရင်ဘာဖြစ်လာလဲဆိုရင်ကွန်ပျူတာမှာ region ကိုဖမ်းတဲ့ဟာကိုပိတ်ထားလို့ရတယ်region ဖမ်းတဲ့ဟာပိတ်ထားလိုက်လို့ရှိရင်ကျွန်တော်မိတ်ဆွေဘာအနေနဲ့သုံးလို့ရမလဲဆိုရင်မြန်ရတယ်ပြီးလို့ရှိရင်ကျွန်တော် pet VPN ပေါ့နော် pet VPN ကိုကွန်ပျူတာမှာအရင် on ထားလိုက် on ထားပြီးလို့ရှိရင်ကွန်ပျူတာနဲ့ဝင်သုံးလို့ရှိရင်အဆင်ပြေနောက်တစ်ခုက VPN ကိုကြည့်တဲ့အခါကျွန်တော်တို့က wall.net ဆိုတာရှိတယ် wall.net ကိုကျွန်တော်ဖုန်းလေးနဲ့ကြည့်လဲရတယ်ကျွန်တော်တို့ဘယ်မှာကြည့်လို့ရလဲဆိုရင်ကွန်ပျူတာနဲ့ကြည့်လို့ရတယ်အဲ့ဒီကနေ wall.net ကိုဝင်ပြီးကြည့်လိုက်လို့ရှိရင်ကျွန်တော်ဘာတွေ့ရမလဲဆိုရှင်ဘယ်နေရာကိုရောက်နေလဲဘယ်လောက် region ပြောင်းနေလဲ DNS ကဂျပန်အလံနဲ့လားနော်ကျွန်တော်တို့ဂျပန်အလံလေးပေါ်နေလားဂျပန်စာတွေပေါ်နေလားနောက်ပြီးကွန်ပျူတာကိုဖြစ်ဖြစ်ဖုန်းကိုဖြစ်ဖြစ်ဂျပန်ရဲ့အချိန်ကိုပြောင်းထားပေးရမယ်ဂျပန် language ကိုပထမဆုံးအပေါ်ဆုံးမှာတင်ထားပေးရမယ်အဲ့ဒီဥစ္စာလေးကိုကျွန်တော်ရဲ့ဒီဗီဒီယိုပြီးသွားရှင်ဓာတ်ပုံလေးနဲ့ကြည့်လို့ရပါတယ်အဲ့တော့ကွန်ပျူတာနဲ့ဘယ်လိုလုပ်လဲဆိုတော့လေကျွန်တော်ကဒီအကြောင်းအရာကိုကျွန်တော်ထပ်ပြီးတော့တင်ပြပေးပါဦးမယ်နော်ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ
ကျွန်တော်တို့ဒီအဆင့်ကလည်းဖုန်းတွေကျွန်တော်တို့ကွန်ပျူတာတွေမှာ Japan region ကိုတကယ်ရောက်လားမရောက်လားအရေးကြီးပါတယ်ဒီမှာကျွန်တော်အချက်3ချက်နဲ့ရှင်းပြပေးပါမယ်အဲ့တော့ကျွန်တော်တို့ဥဆုံးဘာလုပ်ရမလဲဆိုရင်ဖုန်းထဲမှာ VPN ဖွင့်ရမယ် pet VPN ဖြည့်ရမယ်ဒီတော့မှသာလေ IP address ခိုင်းမှာပါပြီးလို့ရှိရင် IP address ကိုကျွန်တော်တို့ Japan region ကို VPN နဲ့ချိန်ထားပြီးရင်ဘာလုပ်ပေးရမလဲဆိုရင်ဖုန်းရဲ့ browser Google ဖြစ်ဖြစ်ကွန်ပျူတာဆိုလဲ browser ဖြစ်ဖြစ်အဲ့ဒီကနေဝင်ပြီးတော့ thefu.net ကိုရိုက်ထည့်ပေးရမယ် thefu.net ကဘယ်ဟာလဲဆိုရင်ဒီစာသားလေးပါလွယ်ပါတယ် thefu.net เนาะ thefu.net ရိုက်လိုက်လို့ရှိရင် who ဆိုပြီးတော့ဆင်းလာလိမ့်မယ်သူကလည်း VPN လည်းရောင်းတယ်သူ့ကိုတော့ဝယ်တရားမလို့ပါဘူးကျွန်တော်ကတော့ဒီဖုန်းထဲမှာ extra VPN ကို pet version နဲ့ကျွန်တော်သုံးထားတယ်အဲ့ဒါဆိုလို့ရှိရင်ပထမတစ်ဆင့်အနေနဲ့ my IP ဆိုပြီးတော့ပေါ်လာလိမ့်မယ်ဂျပန်လန်လေးနဲ့ဒါဆိုရင်ကျွန်တော်အိုဆာကာကိုဝင်တဲ့အတွက်အိုဆာကာကိုရောက်နေเนาะနောက်တစ်ခုကျွန်တော်တို့ဆက်ကြည့်မယ်အဲ့ဒီမှာဘာတွေ့ရမလဲ DNS ဒီမှာ DNS domain name system domain name system ကလည်းဂျပန်ကိုရောက်နေတယ်ဂျပန်လန်လေးရဲ့ပေါ်တယ်ဒါဆိုရင်နံပါတ်2အချက်အောင်မြင်သွားပြီနောက်ဆုံးတစ်ချက်ကျွန်တော်တို့ထပ်ကြည့်ရမယ်နောက်ဆုံးတစ်ချက်ကဘာလဲဆိုရင်ဂျပန် language ကိုပြောင်းထားလားဒါမှမဟုတ်လို့ရှိရင်ဂျပန်အချိန်ကိုပြောင်းထားလားဆိုတာကျွန်တော်တို့အရေးကြီးပါတယ်ဆက်ကြည့်လိုက်မယ်နော်ဒီကလည်းအရေးကြီးပါတယ်ဘာလို့လဲဆိုလို့ရှိရင်ကျွန်တော်တို့ဖုန်းကို setting ထဲမှာဂျပန်အချိန်ကိုရွေးမထားဘူးမပြောင်းထားဘူးဒါမှမဟုတ်ဂျပန် language ကိုလည်းထိတ်ဆုံးမှမတင်ထားဘူးအဲ့နှစ်ချက်ကိုမလုပ်ဘူးဆိုရင်ဒီလိုမျိုး90%ပေါ်နေပါလိမ့်မယ်နော်ကျွန်တော်ကအခုလက်ရှိဖုန်းထဲမှာကျွန်တော်ဖုန်းကိုမြန်မာ region နဲ့ပဲ English language ကိုထိတ်ဆုံးမှတင်ထားတဲ့အတွက်ကြောင့်90%ပေါ်ဒါမျိုးဆိုလို့ရှိရင်ဂျပန် region ကိုပြောင်းရခက်ပါသေးတယ်အဲ့တော့မရဘူးတော့မပြောဘူးပေါ့နော်နည်းနည်းအောင်မြင်နိုင်ကြီးနေတာပေါ့ပါစင်းလေးနည်းနည်းလိုတယ်တကယ်လို့ဒီနေရာမှာကျွန်တော်ဖုန်း setting ထဲမှာဖုန်းရဲ့အချိန်ကိုဂျပန်အချိန်ကိုပြောင်းမယ်ပြီးလို့ရှိရင်ဂျပန် language ကိုပထမဆုံးကိုတင်ထားမယ်ဆိုလို့ရှိရင်เนาะဒါဆိုရင် 100% ဆိုပေါ်နေပါလိမ့်မယ်เนาะကျွန်တော်မိတ်ဆွေတွေအဆင်ပြေပါစေခင်ဗျ